နယူးယောက်ဒါမှမဟုတ်တိုကျိုလိုမျိုးကြီးတွေမှာကားပါကင်နေရာတစ်ခုစာရဲ့ဈေးနှုန်းကကားတစ်စီးလုံးရဲ့အတန်ဖိုးနဲ့ညီမျှနေတဲ့တာကိုသင်သိပါသလားဒါပေမဲ့နေရာလက်တစ်ခုတည်းကိုနေရာ9ခုဒါမှမဟုတ်အဲ့ဒီထက်မကအပြောင်းလဲပေးနိုင်တဲ့တီထွင်မှုတစ်ခုရှိနေပါတယ်အဲ့ဒါကိုတော့ mechanical parking garage လို့ခေါ်ပါတယ်ဒါကိုတာမန်ကားတင်စင်တစ်ခုလို့တော့မထင်လိုက်ပါနဲ့စိတ်ကူးကြည့်လိုက်ပါတင်ကားမောင်းဝင်သွားပြီးခလောက်တစ်ချက်နှိပ်လိုက်ရုံနဲ့တင်ကားကဒလီကားစီးသလိုမျိုးအပေါ်ကိုတက်သွားမှာပါချက်ချင်းဆိုသလိုမဲ့အောက်ဖက်မှာနေရာတစ်ခုပေါ်လာပါတယ်တချို့ဒီဇိုင်းတွေဆိုရင်ပိုတောင်ဆန်းကျယ်ပါသေးတယ်ကားတွေကိုလှည့်ပတ်ပေးတဲ့ Ferris wheel ချားရဟတ်ကြီးလိုမျိုးဒါမှမဟုတ်ကားတွေကိုတစ်စီးချင်းစီတေးတက်စီးပေးထားတဲ့အလို့လျောက်ရောင်ချဆက် vending machine ကြီးတစ်ခုလိုပါပဲဒါဆိုတာကဘလို့အလုပ်လုပ်တာလဲတကယ်တော့ရိုးရိုးပါပဲမော်တာတွေတန်ကြိုးတွေနဲ့တမနီကြိုးတွေပေါ်အခြေခံထားပါတယ်မော်တာကကားတင်စင်ကိုအတက်အဆင်းလုပ်ပေးပြီးရှိုးတိုက်စနစ်ကတော့ကားကိုအန်ဆွဲတဲ့ထည့်တယ်လို့မျိုးနေရာတကျထီအောင်တွန်းပို့ပေးပါတယ်လုပ်ငန်းတစ်ခုလုံးကအလို့လျောက်စနစ်နဲ့မို့လူအများစုကားနောက်ဆုပ်ပြီးပါကင်ထိုးတာတဲ့တောင်ပိုပြီးချောမွေနေပါသေးတယ်ပြီးတော့ဒါကအစင်ကြီးရရင်ပေးမပါဘူးမြေစည်းတွေအလွန်အမဲကြီးတဲ့မြို့ကြီးတွေမှာဒီလိုဆက်မြို့စနစ်တုံ9ရောင်တစ်ခုဟာတာမန်နေရာတစ်ခုစာမှတင်ကားအစီရင်9စားကနေ10စားအထိပိုဆန်းစေပါတယ်အဲ့ဒါကလမ်းပေါ်မှာကားပိတ်ဆိုအောင်တွေကိုရောနေစေသည်ရင်ကြောကိုပိုချောမွေစေတယ်လို့မြေအောက်နေရာတွေကိုလည်းပိုပြီးထိထိရောက်အသုံးချနိုင်စေတာပေါ့ဒါကြောင့်နောက်တစ်ခါဒီလိုပါကင်တွေမှာကားတွေတစ်စီးပေါ်တစ်စီးထပ်နေတာကိုမြင်ရင်ဘလို့များရောက်နေတာလဲလို့အောင်မနေပါနဲ့တော့ဒါဟာမျိုးပရဲ့နေရာလက်တွေကိုဖန်တီးပေးတဲ့မျက်လက်စရာကြီးပါပဲကဲလို့တင်တိုက်ခံအောက်တဲမှာဒီလိုစနေမျိုးရှိလာမယ်ဆိုရင်တင်ကားကိုစိတ်ချလက်ချအပ်ရရမလား